မိန်းကလေးဟာသူမရဲ့အခန်းတကားတော့ကိုသူစိမ်းမျိုးသားတယောက်ဖွင့်နေတာတွေ့တော့အလန့်တကြားဖြစ်သွားပါတယ်။သူမလည်းသူ့ကိုတားဖို့အမြန်ပြေးသွားပေမဲ့အဲ့ဒီအမျိုးသားကဒီအခန်းဟာသူ့အခန်းဖြစ်တယ်လို့ဆွညင်းနေပါတယ်။အခြေတင်ဖြစ်နေကြရင်းနဲ့မိန်းကလေးကတက်တည်ပြဖို့သူမရဲ့တော့ကိုထုတ်ပြီးဖွင့်ပြလိုက်ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲထိုအမျိုးသားကလည်းနောက်ထပ်တော့တစ်ချောင်းကိုထုတ်ပြီးတကားကိုအလွယ်တကူဖွင့်ပြပါတယ်။တကယ်တော့အိမ်ရှင်ကအခန်းတစ်ခန်းထဲကိုလူနှစ်ယောက်ကိုတပြိုင်တည်းငှားထားမိတာပါဒီလိုအခြေအနေမျိုးမှာအခန်းထဲအရင်ရောက်တဲ့သူကအခန်းရမှာဖြစ်တယ်ဆိုတာကိုမိန်းကလေးကရိပ်မိသွားပြီးထိုမျိုးသားအမှတ်မထင်ဖြစ်နေတော့အခန်းထဲကိုအတင်းပြေးဝင်ပါတယ်ဒါပေမဲ့အမျိုးသားကသူမကိုချက်ချင်းပဲအပြင်ကိုဆွဲထုတ်လိုက်ပါတယ်မိန်းကလေးကသူမရဲ့သပင်တပင်ဟာအခန်းတကားပေါင်ကိုကျော်သွားပြီဖြစ်လို့သူမအရင်ရောက်တာလို့အကြောင်းပြငင်းခုန်ပါသေးတယ်ဒါပေမဲ့သူမမမျှော်လင့်ထားတာကတော့ထိုမျိုးသားဟာအိမ်ရှင်ကိုတိုက်ရိုက်ဖုံးဆက်ပြီးအဲ့ဒီအခန်းကိုအပိုင်ဝယ်ယူလိုက်တာပါပဲနောက်ဆုံးမှာတော့မိန်းကလေးဟာတခြားနေစရာနေရာကိုပဲရှာလိုက်ရပါတယ်။နောက်တစ်နေ့မှာတော့သူမအသိရထားတဲ့အလုပ်ကိုသွားတဲ့အခါအံ့ဩမြင်သက်သွားရပါတယ်။ကုမ္ပဏီရဲ့ CEO ဟာမနေ့ကသူမနဲ့အခန်းလူခဲ့တဲ့အမျိုးသားဖြစ်နေလို့ပါမကြခင်မှာပဲသူမကိုရုံးခန်းထဲခေါ်လိုက်ပါတယ်။သူမကတော့အလုပ်ပြုတ်မှာကြောက်ပြီးတောင်းပန်စကားတွေပဲတွတ်ပြောနေမိပေမဲ့ကံကောင်းစွာနဲ့ပဲသူကသူမကိုအလုပ်မဖြုတ်ခဲ့ပါဘူး။အဲ့ဒီညမှာမိန်းကလေးဟာတမင်သက်ကုမ္ပဏီမှာအချိန်ပိုဆင်းပါတယ်လုပ်ဖို့ကင်ဖက်တွေအားလုံးပြန်သွားတဲ့အခါမှာသူမဟာကုမ္ပဏီရဲ့ပစ္စည်းတို့လောင်ခန်းထဲမှာအိပ်ယာပြင်ပြီးခိုးအိပ်ပါတယ်နောက်နေ့မနက်အစောကြီးမှာလည်းဘယ်သူမှမသိအောင်အလုပ်ကိုအရင်ဆုံးရောက်နေတယ်လို့မျိုးဟန်ဆောင်နေခဲ့ပါတယ်ဒါပေမဲ့တရက်မှာတော့ CEO ကပုံမှန်လိုစိုးစိုးမပြန်ပါဘူးမိန်းကလေးခမအရန်ပင်ပန်းနေပေမဲ့အိပ်ဖို့မဝင်ရဲပဲစောင့်နေရပါတယ်အမျိုးသားပြန်သွားပြီဆိုမှသူမလည်းအိပ်ဖို့ပြင်ဆင်ပါတော့တယ်ဒါပေမဲ့သူမမသိလိုက်တာက CEO ဟာအဝေးကြီးကိုမသွားခဲ့ပါဘူးသူဟာပြင်းထန်တဲ့အိပ်မပျော်ယောဂခံစားနေရသူဖြစ်လို့ကုမ္ပဏီကိုခဏချင်းမှာပဲပြန်ရောက်လာပါတယ်အဲ့ဒီမှာပဲပစ္စည်းတူလောင်ခန်းထဲမှာအိတ်နေတဲ့မိန်းကလေးကိုသူတွေ့သွားပါတော့တယ်မိန်းကလေးလည်းလန့်နိုးသွားပြီးချက်ချင်းမတက်ရက်လိုက်ပါတယ်သူမမှနေစရာမရှိဘူးဆိုတာသိသွားတဲ့အခါ CEO ကသူ့အိမ်မှာခဏလာနေဖို့ကန့်လန့်ခဲ့ပါတယ်အားလုံးအဆင်ပြေသွားတဲ့အခါမိန်းကလေးကကျေးဇူးဆက်တဲ့အနေနဲ့ညစာပြင်ဆင်ပေးပါတယ်အဲ့ဒီအချိန်မှာအမျိုးသားကတော့အိတ်ယာပေါ်မှာလဲလျောင်းရင်းအိတ်မပျော်ပဲဝေဒနာခံစားနေရတော့မှအခန်းထဲကနေသူမဟင်းချက်နေတဲ့အတန်တွေကိုကြားရတဲ့အခါသူကထွက်သွားခိုင်းဖို့ပြင်လိုက်ပေမဲ့မထင်မှတ်ပဲထူးဆန်းစွာအိပ်ပျော်သွားပါတယ်နောက်တနေ့မနက်နိုးလာတဲ့အခါ CEO ဟာအရန်အံ့ဩသွားပါတယ်ဟင်းချက်တဲ့အတန်တွေကသူ့ရဲ့အိပ်မပျော်ယောဂကိုကုသပေးနိုင်တယ်လို့ယူဆလိုက်ပါတယ်ဒါကြောင့်သူကအိမ်ကူအေဂျင်စီကိုဆက်သွယ်ပြီးအတော်ကြီးတယောက်ကိုငှားလိုက်ကဟင်းချက်ရင်အတန်ကြစ်ထွက်အောင်ချက်ဖို့ခိုင်းပါတယ်ဒါပေမဲ့သူအိပ်လို့မရပြန်ပါဘူးအဲ့ဒီအခါမှသာသူ့ရဲ့အိပ်မပျော်ယောဂကိုဒီမိန်းကလေးတယောက်တည်းကသာကုသပေးနိုင်မှန်းသူသဘောပေါက်သွားပါတော့တယ်